အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ပြည်သူလူထုစိုးရိမ်ပူပန်နေတဲ့ဒီစီနဲ့ပတ်သက်တဲ့အချက်တွေကိုဒါကျွန်တော်တို့သတင်းအနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လက်ရှိချိန်မှာမြန်မာနိုင်ငံမှာ73စီနောက်ထပ်ရက်ပေါင်း40စာသုံးစွဲဖို့ကြံနေသေးတယ်ဆိုတာအစိုးရဘက်ကခိုင်ခိုင်မာမာပြောလာပါတယ်အဲ့တော့ဒါကိုစနစ်တကျပြပြသွားမှာဖြစ်ပါတယ်သတင်းတွေကိုတော့နောက်ထပ်တစ်ပုတ်ထပ်ပြီးတော့ရိုက်ပေးပါမယ်အဲ့တော့မြန်မာနိုင်ငံမှာမှတ်ပုံတင်ထားတဲ့လူစီးနင်းတဲ့ရင်ပေါ့နော်6သိန်းကျော်ရှိပါတယ်အဲ့ဒီထဲမှာကိုပိုင်ရင်9သိန်းကျော်နဲ့အငားရင်9000နီးပါးနိုင်ငံပိုင်ရင်2000ခွဲကျော်ရှိပါတယ်ဒါကလူစီးရန်တည်သက်ဖြစ်ပါတယ်အကုန်တင်ရင်တွေခီးတဲ့တင်ရင်တွေစီပင်နဲ့ဆောက်လုပ်ရေးနိဗ္ဗာန်ရင်စတဲ့ဒီရန်တရားတွေလည်းမပါဝင်ပါဘူးလူစီးရင်တက်တင်9သိန်းကျော်ရှိပါတယ်စီသုံးစွဲနေတဲ့ပမာဏကကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံတော်အနေနဲ့ဒါအရှိလေပိုင်းဒေသမှာဖြစ်ပေါ်နေတဲ့စီးပဋိပက္ခတွေကြောင့်ပြည်တွင်းစီချွေတာသုံးစွဲနိုင်ဖို့ထုတ်ပြန်ချက်တရက်ကိုဂျမနီမတ်လ4ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။အဲဒီထုတ်ပြန်ချက်မှာလူစီးကိုပိုင်ရင်တွေအနေနဲ့နေ့ရက်အလိုက်ရင်နံပါတ်တွေနဲ့စုံမတိုက်ဆိုင်ပြီးအသုံးပြုဖို့ညွှန်ကြားခဲ့ပါတယ်။ဒီစနစ်နဲ့ပတ်သက်ပြီးတော့ပြည်တွင်းမှာဟာတာအနေနဲ့ပြောဆိုနေရလည်းရှိပါတယ်။အပွင့်လင်းပြောရင်တော့ဒီစနစ်ကိုကျွန်တော်တို့လည်းအရန်သဘောကျတဲ့အထက်မှာပါပါဘူး။အဲ့တော့ဒီစနစ်ကိုဘယ်လိုနိုင်ငံတွေမှာသုံးခဲ့လဲဆိုတော့ဗြိတိန်အမေရိကန်အခုစစ်ဖြစ်နေတဲ့အီရန်2022ခုနှစ်ကစီးပွားရေးအခက်အခဲကာလာကြုံခဲ့တဲ့သီရိလင်္ကာသူကတော့ကျူဟာစနစ်နဲ့ပြည်ရှင်းခဲ့တယ်ပေါ့နော်မလေးရှားစတဲ့နိုင်ငံတွေမှာအသုံးပြုခဲ့ပါတယ်ဘာလို့ဒီလိုလုပ်ရလဲဆိုတော့အကြောင်းရင်းလည်းရှိပါသေးတယ်ဒီလိုစနစ်တွေလုပ်ရတဲ့အကြောင်းရင်းကတော့စစ်ပွဲကာလာတွေစီးပွားရေးအကျပ်တဲနဲ့နိုင်ငံသားငွေနေပါတဲ့ကာလာတွေငွေကြေးဖောင်းပွားတဲ့ကာလာတွေမှာဒီစနစ်တွေအသုံးပြုပြီးတော့ဖြည့်ရှင်းကြပါတယ်အဲ့တော့လက်ရှိမြန်မာနိုင်ငံမှာစီပမာဏကတော့ပုံမှန်အသုံးပြုမယ်ဆိုလို့ရှိရင်ရက်ပေါင်း40အသုံးပြုနိုင်သေးတယ်လို့အစိုးရဘက်ကခိုင်ခိုင်မာမာထုတ်ပြန်ထားပါတယ်။ဒါမြန်မာနိုင်ငံရဲ့73စီသုံးစွဲမှုကတရက်ကိုဓာတ်ဆီဂါလန်1.5 သန်းရှိပြီးတော့ဒီဇယ်ကတော့တရက်ကိုဂါလန်1.8 သန်းရှိပါတယ်။အဲ့တော့စုစုပေါင်းတရက်ကိုစီဂါလန်3.2 သန်းလောက်ဒါသုံးစွဲနေတာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဓာတ်ဆီဂါလန်သန်းပေါင်း60ရှိပြီးသားဖြစ်ပါတယ်။အဲ့ဒါအပြင်ကိုဒီဇယ်ဂါလန်သန်းပေါင်း80ရှိတယ်လို့သိရပါတယ်။ဒါကြောင့်ပုံမှန်သုံးစွဲမယ်ဆိုလို့ရှိရင်တော့ဒါရက်40လောက်သုံးစွဲလို့ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအပြင်ကမှမြန်မာနိုင်ငံမှာစီမချသေးတဲ့စီတင်သင်းဘောနှစ်စင်းစိုက်ကတ်ထားတယ်ပေါ့နော်ဒါအပြင်ထပ်ပြီးတော့လမ်းမှာပေါ့နော်လာနေတဲ့ပင်လယ်ပြင်မှာခုံမောင်းလာနေတဲ့သင်းဘောဝယ်ပြီးသားသင်းဘောနော်စီဝယ်ပြီးသားသင်းဘော14စင်းခုံမောင်းလာနေတဲ့ရပ်ပိုင်းအတွင်းမှာရောက်မယ်လို့နိုင်ငံတော်ဘက်ကပြောထားပါတယ်အဲ့တော့မြန်မာနိုင်ငံကိုဝင်တက်တဲ့စီတင်သင်းဘောတွေက small tanker အသီးနဲ့ MR လို့ခေါ်တဲ့medium rate တန်ကာတွေလည်းဝင်တက်ပါတယ်အဲ့ဒီနှစ်မျိုးကိုပြန်ပြတွက်မယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့နိုင်ငံအတွက်စီကအရန်သားတစ်ခုအနေနဲ့ရှိပါသေးတယ်เนาะဒါကကျွန်တော်တို့ပမာဏတော့မပြောသေးဘူးပြန်ပြကျွန်တော်တို့တွက်တဲ့တွက်ချက်မှုမှာတော့ဘယ်နှစ်ရက်လောက်သုံးလို့ရမယ်ဆိုတာကျွန်တော်တို့ပြန်ပြတွက်လို့ရတယ်အေးအေးဆေးဆေးသုံးနိုင်မယ်ဆိုလို့ရှိရင်တော့သုံးလို့ရပါသေးတယ်ဒီလိုအရန်သားတွေရှိပြီးတော့ဘာဖြစ်လို့စုံမခွဲနေရလဲဆိုတော့ဗောနော်ဘာလို့အေးအေးဆေးဆေးမသုံးခိုင်းတာလဲဆိုတော့စစ်ဆိုတာကပြောလို့မရဘူးဘယ်နေရာမှာအဆုံးသက်သွားမယ်ဘယ်လောက်ကြာအောင်မယ်ဆိုတာမသိသေးတာဖြစ်တဲ့အတွက်ဒါကဒီကာလအတော်တွင်းမှာပေါ့နော်တုံးလို့ရအောင်လို့ချိုးချက်ချွေတာတဲ့သဘောမျိုးနဲ့အရန်သားအနေနဲ့ဒီလိုမျိုးလုတ်ခိုင်းထားတာဖြစ်မယ်လို့ကျွန်တော်ယူဆပါတယ်နောက်တစ်ချက်ကကျတော့ဒီစီထုတ်လုပ်မှုဆိုတာကဒီအရှေ့လေပိုင်းနိုင်ငံတွေပဲထုတ်လုပ်တာမဟုတ်ဘူးမြန်မာနိုင်ငံကအထူးသဖြင့်မလေးရှားတို့စင်ကာပူတို့ကဝယ်တယ်အရှေ့လေပိုင်းနိုင်ငံတွေကဝယ်တယ်နောက်ပြီးရုရှားကလည်းဝယ်လို့ရတယ်ပေါ့နော်တေဆောင်ရတာဝေးတာတခုတော့ရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒီမလေးရှားတို့စင်ကာပူတို့ကဒီအစိုးရထုတ်ပြန်ချက်တွေမှာလည်းထည့်ပြောထားတယ်သူတို့စီးပွားရေးလုပ်နေတာလေဒီစက်ယုံတွေနော်စီချက်တဲ့စက်ယုံတွေကရက်တက်ထားလို့မှမရတာတေချာပေါက်ပို့မှာပဲစီဒီကတေချာပေါက်ရောင်းနေဦးမှာပဲပေါ့နော်ဈေးနှုန်းအနှဲငယ်ကွာဟသွားတာရှိတော့ရှိလိမ့်မယ်ဒါပေမဲ့မပြတ်တော့ဈေးကွက်ထဲမှာထပ်ပြီးရောင်းချနေဦးမယ်လို့ဒါပြောလို့ရတယ်ပေါ့နော်နောက်ချက်ကကျတော့စုံမစနစ်နဲ့ဆာလို့ရှိရင်သီရိလင်္ကာမှာသုံးခဲ့တဲ့ကျူအာစနစ်ကိုသုံးတာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ထင်တယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီတရားဝင်မှတ်ပုံတင်ပြီးသားမော်တော်ယာဉ်တွေအတွက်ပေါ့နော်အဆင်ပြေစေတယ်ဘယ်သူကဘယ်ယာဉ်ကိုမောင်းတယ်တော့ဘယ်ယာဉ်နံပါတ်ဘယ်လောက်နဲ့တွားပြီးတော့application ရှိတယ်ဆိုလို့ရှိရင်လည်းအမှန်မှတ်ပုံ website မှာအဲ့လိုမျိုး download လုပ်အဲ့လိုမျိုးလုပ်လိုက်လို့ရှိရင်QR ထွက်လာတယ်ပေါ့ကျွန်တော်တိတိကျကျပြောနိုင်တာတော့မဟုတ်ဘူးဒါပေမဲ့ QR စနစ်နဲ့ထွက်လာလို့ရှိရင်စီဆိုင်ရောက်လို့ရှိရင်ဘာကုန်းနဲ့စကန်ဖတ်ပြီးတော့ဒီမျိုးစားနဲ့ဒီလောက်စီဘလောက်ရတယ်ဆိုတဲ့ပုံစံမျိုးလုပ်တယ်ဆိုလို့ရှိရင်ပိုပြီးကောင်းတယ်ဘာလို့အဲ့လိုမျိုးပိုကောင်းတယ်ပြောဆိုစုံမနဲ့ခွဲခြားထားတဲ့အခါကျတော့ဥပမာခရီးဝေးသွားရတဲ့ကားတွေအနေနဲ့ပေါ့နော်ဥပမာရန်ကုန်ကနေပြီးတော့နမ်ဆန်တို့ဘာလို့သွားမယ်ဆိုလို့ရှိရင်လည်း
အဝေးကြီးသွားရတယ်နော်နေပြည်တော်တော့ကောက်မှာ10နိုင်လောက်မောင်းရတဲ့ခါကျတော့တညအဲ့လောက်ခီးသွားမဲ့ကားတွေအတွက်ကနောက်နေ့မှာကိုကာနံပါတ်ကဘာဖြစ်ပြီးတော့ဘယ်လိုဖြစ်မလဲဆိုတော့မပြောတတ်ဘူးအဲ့ခါကျတော့ရင်စီလက်ရှိသတ်မှတ်ထားတဲ့စီကံကိုဖောက်ဖျက်ရလဲရောက်တော့ဒါအခက်ခဲတစ်ခုပေါ့နော်အဲ့တော့ကျူဟာစနစ်နဲ့သုံးမှဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အစိုးရကလုံးမယ်ဆိုလို့ရှိရင်တော့မဖြစ်တာမရှိဘူးပေါ့နော်ဖြစ်အောင်လုပ်လို့ရတယ်ပေါ့အနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်လက်ရှိမြန်မာနိုင်ငံမှာစီတင်မော16စီမပါဘဲနဲ့ရက်40သုံးလို့ရနေတဲ့စီပမာဏရှိတယ်ဒါပုံမှန်သုံးလို့ရှိရင်သုံးလို့ရနေတဲ့အနေအထားပေါ့နော်အဲ့တော့စီဆိုင်တွေကလည်းကျွန်တော်တို့ဒါမနက်ကသွားထည့်တဲ့ချိန်မှာလူသလောက်စီထည့်ပြီးနေပါတယ်ဒါပေမဲ့စီဆိုင်တိုင်းထဲမှာပဲစုပြုံပြီးတိုးတခါလဲလူတွေအများကြီးသွားပွဲနေတယ်ဆိုလို့ရှိရင်တော့တေချာပေါက်အဲ့ဒီမှာရှိနေတဲ့တန့်တွေကလည်းစီပြတ်သွားမှာဖြစ်ပါတယ်နောက်ကလာပို့တဲ့ကားနဲ့ဒီကထည့်တဲ့အနှုံးနဲ့အလင်မမီဘူးဆိုလို့ရှိရင်စီပြတ်သွားမှာဖြစ်ပါတယ်အဲ့ဒါကမြန်မာနိုင်ငံမှာစီမရှိတော့လို့မဟုတ်ဘူးလမ်းကလာပို့တဲ့ကားနဲ့ဒီကဝယ်လူအားနဲ့မမျှလို့ပြတ်တာမျိုးဖြစ်တယ်เนาะအဲ့တော့ပုံမှန်မဲ့ထည့်နေမယ်ဆိုလို့ရှိရင်ရက်40ကတော့ AC သုံးလို့ရတယ်အရန်တိုးဝယ်မယ်ဆိုလို့ရှိရင်တော့တချို့စီဆိုင်တွေမှာစီပြတ်တာတွေဖြစ်မယ်တချို့စီဆိုင်တွေမှာပိတ်ထားပြီးတော့ item ခန္ဓာမျိုးတွေရှိကောင်းရှိမယ်ပေါ့နော်အဲ့တော့မေးလို့ပေါ့နော်ဒီနေ့သွားတဲ့အချိန်မှာဘာတွေ့ရလဲဆိုတော့ဒီလိုပြဿနာတွေဖြစ်ပြီးဆိုရင်နိုင်ငံတကာမှာပြဿနာတွေဖြစ်ပြီးဆိုလို့ရှိရင်ပြည်တွင်းမှာလည်းတခါတည်းဂါလန်မုံနေနဲ့စီထုတ်ဝယ်တဲ့သူတွေအများကြီးရှိတတ်ပါတယ်အဲ့ဒီဂါလန်မုံနေနဲ့စီထုတ်ဝယ်တယ်ဆိုတာဟိုကဂါလန်မုံနဲ့ထည့်ပေးတာမျိုးမဟုတ်ဘူးเนาะဆိုင်ငယ်နဲ့စီဝယ်တယ်ပြီးလို့ရှိရင်အဲ့ဒီမှာဖောက်ပြီးတော့ဂါလန်မုံနဲ့ထည့်တယ်ကျွန်တော်မျက်စိရှေ့မှာကိုဒီနေ့မြင်ခဲ့တယ်ပေါ့เนาะဒီလိုမျိုးတွေလုပ်တဲ့သူတွေတူလောင်တဲ့သူတွေဈေးတက်အောင်ရောင်းတဲ့သူတွေကိုเนาะအရေးယူမယ်ဆိုပြီးအစိုးရထုတ်ပြန်ချက်ထဲမှာတရားဝင်ပါတယ်အဲ့ဒီအတွက်လည်းတော့ကိုအဆင်ပြေပြီးတော့သူများဘာဖြစ်ဖြစ်ဆိုတဲ့စိတ်မျိုးတွေမမွေးကြဖို့လိုတယ်အဲ့ဒါလေးတွေတော့နည်းနည်းလေးဂီယူဆိုင်ကြဖို့လိုတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ